cái nào bây giờ nào mày rồi thì này bao đâu hút đi mà này thế mà cô đây bây giờ một cái nào formula ya đến làm gì mà đâu giá trị quá vậy nó rồi nếu mày cho vida và đấy cho vida đã qua đâu mày ở này thì cái này bao đâu hút đi cái này khi mình ở bên khai cho mà đây xem nó rồi video này giá gì mà mấy ở cái này đi đã qua vậy đây cái nào mà trên này thì nó ở đâu nói đúng thì cô đi sang đây cái lấy là nói xem mình sẽ ra là nơi thì bà nó mình ra là chả mà lỗ em sang là lâu rồiဆိုမိတ်ဆွေများလုံးမကျွန်တော်တို့ရဲ့စီစဉ်လေးကိုစားကြရအောင်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးတော့ဘာတွေရသွားကြမလဲဆိုရင် main organ တကွက်လို့သာကောင်းထဲမှာထည့်တာကျန်တာတွေဘာမှကောင်းထဲမှာထည့်တယ်နော်ဆိုတော့ live မှာဖို့တော့အားလုံးအစင်းနဲ့ပြန်ထားပေးပါနေကမှဗီဒီယိုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တိတ်အရှိကြီးသွားမှာမဟုတ်ဘူး7မိနစ်ပဲခြားလဲပဲလွန်ရောကျွံရောမှာဆိုတဲ့အခါကျတော့ဗီဒီယိုလေးကိုမကြော်ပဲမရေးဖက်နဲ့ပြီးဆုံးအောင်ကြည့်ပေးစေချင်ပါတယ်ကျွန်တော်အရင်ရေးကြည့်တဲ့စကားလေးတွေပြောစရာရှိပါတယ်အခုချိန်မှာရင်ကုန်လိုက်မောစွာနဲ့ဖြစ်နေကြမှာကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများနော်ဆိုတော့အားလုံးပဲတေးသေးချာလေးနားထောင်ပါနော်ကျွန်တော်တို့စီစဉ်လေးစမယ်ကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများအားလုံးပဲရေတုံနေကြလိမ့်မယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ဟိုးမကျော်ပတ်တီးအခုချိန်ဒီမလာသေးဘူး။ဟာလားဒါပေမဲ့မကြောက်တဲ့စိတ်ကိုအေးထားညနေပိုင်းမှာလှုပ်ရှားရှိတာလေးကိုလှုပ်နောက်ဆုံးအချိန်မြောက်ကိုရောက်လာပြီ။နော်ဒီနေ့မှာရချင်းစေတယ်ဒီကနေ့ညနေဟာနောက်ဆုံးသောအချိန်မြောက်ဖြစ်နေပြီ။ဆိုတဲ့အခါကျတော့စိတ်ကိုအေးထားပြီးတော့လှုပ်ရှားရှိတာကိုလှုပ်ပါကျွန်တော်မိတ်ဆွေများရင်တုံနေကြမှာကိုကျွန်တော်သိတယ်။နော်စိတ်လှုပ်ရှားနေကြမှာကိုကျွန်တော်သိတယ်။နော်ကြောက်နေကြမှာကိုကျွန်တော်သိတယ်ကျွန်တော်မိတ်ဆွေများခံစားနေရသည်မှာတအုပ်စာတယောက်စာကျွန်တော်ကလူပေါင်းထောင်ချီပြီးဒီထဲမှာထည့်ထားတာဆိုတဲ့အခါကျတော့ကျွန်တော်မိတ်ဆွေများရဲ့ရင်တုံစိုက်လှုပ်ရှားမှုကိုကျွန်တော်သေချာပေါက်ကိုနားလေတယ်ကိုကျင်လဲစားတယ်စိတ်အေးထားပါကြောက်เสียအကြောင်းမရှိပါဘူးကြောက်မယ်ဆိုတာနားလေပါတယ်ဒါပေမဲ့စိတ်ကိုတီတီငြိမ်ငြိမ်လေးထားနော်တောင်တွေးမြောက်တွေးချောင်းမတွေးနဲ့စိတ်တွေမရှုံနဲ့အာယုံမများနဲ့ကျွန်တော်ပေးထားတဲ့ဟူးမကျော်စာတို့ပတ်တီးတစ်လုံးနဲ့ main organ 3ခွက်ကိုသာဒီကနေ့ညနေမှာအထူးဂရုစိုက်ပါကြောက်ပြီး short လိုက်တာမျိုးတွေမလုပ်ပါနဲ့နော်ပေါက်ရှုံးဖြစ်မှာဆိုလို့နော်ပေါက်ရှုံးဖြစ်မှာဆိုလို့ပါဆိုတော့ကကျွန်တော်အဖွဲ့ဝင်မိတ်ဆွေများနော်ပြောစရာရှိမှာပါနော်ငါညီငါတို့တော့အကိုတို့တော့ဟာလာအမတို့တော့ရင်တုံနေပြီဟုတ်ပါမလားကွာဒီလိုမျိုးမေးချင်တဲ့လူတွေတောင်ရှိမှာဆိုတော့မကြောက်ပါနဲ့နော်ဆိုတော့ကျွန်တော်အဖွဲ့ဝင်မိတ်ဆွေများညနေပိုင်းမှာမလုပ်ရမလဲဆိုရင်ကျွန်တော်ပေးထားတဲ့ပါတီတစ်လုံးကိုစိတ်တည်တည်ငြိမ်ငြိမ်လေးထားပြီးတော့ပုံမှန်အတိုင်းလေးပဲလိုက်ဆော့သွားမင်းကပြောတာလွယ်တာပေါ့ကွာငါတို့ကငွေနဲ့ကြီးနဲ့ကစားနေရတာဆိုတာမျိုးဘယ်နေရာမှစက်ကိုနဲ့နှလုံးထိုးလို့မရဘူးကျွန်တော်